ဓမ္မမိတ်ဆွေပရိသတ်များအားလုံးမင်္ဂလာပါရှင်။ဒီနေ့မှာတော့လူသိနည်းလာစွာသောမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီး၏ဂုဏ်တော်တရား၈ပါးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။အရဟံလူမင်းနဲ့မင်းဗြဟ္မာမင်းတို့၏ပူဇော်အထူးကိုခံယူတော်မူထိုက်သောမြတ်စွာဘုရား။သမ္မာသမ္ဗုဒ္ဓောသိစရာမှန်သမျှတရားအလုံးစုံကိုဆရာမကူသူမတူအောင်တယံပူဉဏ်ဖြင့်သိမြင်တော်မူသောမြတ်စွာဘုရားဝိဇ္ဇာစရဏတမ္မံတော်ဝိဇ္ဇာ၃ပါးဝိဇ္ဇာ၈ပါးစရဏတရား15ပါးတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားသူကတော်ကောင်းရာညွန်ပြဟောကြားတော်မူတတ်သောမြတ်စွာဘုရားလောကဝိတုလောကသုံးပါးကိုအကျွမ်းမဲ့သိမြင်တော်မူသောမြတ်စွာဘုရားအနုတ္တရောပုရိသဓမ္မတာရထိဆုံးမသင့်ဆုံးမထိုက်သောတတ္တဝါတို့ကိုလိမ္မာယဉ်ကျေးအောင်အတုမရှိဆုံးမတော်မူတတ်သောမြတ်စွာဘုရားတထဒေဝမနုဿာနံလူနတ်မြမတတ္တဝါအလုံးတို့၏ရှေ့ဆောင်လမ်းပြဆရာတဆူဖြစ်တော်မူသောမြတ်စွာဘုရားဗုဒ္ဓသစ္စာလေးပါးမြတ်တရားကိုပိုင်းခြားထင်ထင်သိမြင်တော်မူ၍တတ္တဝါတို့ကိုလည်းသိမြင်အောင်ဟောပြနိုင်တော်မူသောမြတ်စွာဘုရားဘဂဝါဖုံးတော်အနန္တနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားရတ္တဗလောအားတော်ဆယ်တန်းတကိုးတော်မှန်ဖြင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားတပ်ပြညုတရားအုပ်သုံးအလုံးစုံကိုထိုးထွင်းသိမြင်တော်မူသောမြတ်စွာဘုရားမုနိန်တော်ယဟန်အပေါင်းတို့၏ဦးစီးနာယကအစိုးရတော်မူသောမြတ်စွာဘုရားဒွိပရထမပြိုင်မက်ဂုံထူအထူးအားဖြင့်နှစ်ဆူမရှိတော်မူသောမြတ်စွာဘုရားစက္ခုမန္တစက္ခုဣန္ဒြေ9ထေနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားအက္ခိရတရောင်ကြီးတော်တပြောင်ပြောင်တဝင်းဝင်းထုံးလင်းတောက်ပတော်မူသောမြတ်စွာဘုရားလောကနာထလောကသုံးပါးတို့၏ကိုးကွယ်ရာအစစ်ဖြစ်တော်မူသောမြတ်စွာဘုရားမဟေတိတိလက်ခန္ဓာစသည့်ကျေးဇူးဂုဏ်ထူးတို့ကိုရှာမီးတွေးရှိတော်မူသောမြတ်စွာဘုရားသမန္တစက္ခုသဗ္ဗညုတဉာဏ်စက္ခုဉာဏ်ဖြင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားမာရဇိနမန်၅ပါးကိုအောင်မြင်တော်မူသောမြတ်စွာဘုရားဓမ္မရာဇာတိတရားမင်းဖြစ်တော်မူသောမြတ်စွာဘုရားမဟာမုနိမုနိတကားတို့ထက်ကြီးမြတ်တော်မူသောမြတ်စွာဘုရားဒေဝဒေဝနတ်မျိုးများစွာနတ်တကားတို့ထက်မြင့်မြတ်တော်မူသောမြတ်စွာဘုရားဓမ္မတာမိတရားအပေါင်းတို့၏အရှင်ဖြစ်တော်မူသောမြတ်စွာဘုရားလောကဂရုလောကသုံးပါးအလေးထား၍လေးစားထိုက်သောမြတ်စွာဘုရားတထာဂတံရှေးဖျားတို့ကဲ့သို့လာခြင်းကောင်းတော်မူသောမြတ်စွာဘုရားတယံဘူးအလုံးစုံသောတရားတို့ကိုဆရာမကူတယံဘူးဉာဏ်ဖြင့်ထိုးထွင်းသိမြင်တော်မူသောမြတ်စွာဘုရားဝရပညောမြတ်သောပညာနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားယောစီနောမန်စစ်အင်ကိုအောင်မြင်တော်မူသောမြတ်စွာဘုရားနယတဘာလူနှင့်မြမာတတ္တဝါတို့ထက်မြင့်မြတ်တော်မူသောမြတ်စွာဘုရားမုနိတာရယတိယဟန်အပေါင်းတို့ကိုအစိုးရတော်မူသောမြတ်စွာဘုရားလောကနာယကလူနှင့်မြမာတတ္တဝါတို့၏ခရီးလမ်းကိုညွန်ပြပေးတော်မူသောမြတ်စွာဘုရားအမတန်သေခြင်းကင်းရာနိဗ္ဗာန်ချမ်းသာခြင်းကိုရရှိတော်မူသောမြတ်စွာဘုရားတန်တန်စိတ်ငြိမ်ခြင်းရောင်ရဲခြင်းတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားအတမန်ပြိုင်ဘက်ကင်းစွာဂုဏ်တော်များနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားတရဏံကိလေသာတို့မှကင်းဝေးတော်မူသောမြတ်စွာဘုရားအဘယံဘေးလွတ်ကင်းရာတတ္တဝါတို့ကိုပို့ဆောင်ပေးတော်မူသောမြတ်စွာဘုရားအတုလံအတုမရှိသောမြတ်စွာဘုရားဒီတိမှာတည်ကြည်သောတမာတိရှိသောမြတ်စွာဘုရားအနေတံလောင်မီးတနာကင်းရှင်းတော်မူသောမြတ်စွာဘုရားဥပေဒပညောပညာအဓိကဖြင့်ပြေဝတော်မူသောမြတ်စွာဘုရားမဓုရဝရတယောတ
တာယာသောအတန်တော်မြတ်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားနရဒေပဟိတံလူနှင့်မြမာတတ္တဝါတို့၏အကျိုးကိုဆောင်တော်မူသောမြတ်စွာဘုရားတရားလျံမဟာကရုဏာတော်ဖြင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဝိရဇံယာကကင်းရှင်းတော်မူသောမြတ်စွာဘုရားသူမတိကောင်းမြတ်သောအယူရှိတော်မူသောမြတ်စွာဘုရားနရပူစိတံလူနှင့်မြမာတတ္တဝါတို့ပူဇော်ထိုက်တော်မူသောမြတ်စွာဘုရားပါရပတ္တံနိဗ္ဗာန်ကံတစ်ဖက်ကိုတက်လှမ်းရောက်ရှိတော်မူသောမြတ်စွာဘုရားတာနံတတ္တဝါတို့ကိုးကွယ်ရာအစစ်ဖြစ်တော်မူသောမြတ်စွာဘုရားလေနံတတ္တဝါတို့၏မိခိုရာဖြစ်တော်မူသောမြတ်စွာဘုရားဓက္ခိနေယံမြတ်သောလူကိုခံယူတော်မူထိုက်သောမြတ်စွာဘုရားဒီဝါနရနေမင်းကဲ့သို့ထွန်းလင်းသောအယောင်ရှိတော်မူသောမြတ်စွာဘုရားအဘင်ကမန်စစ်တီတို့ကိုအောင်မြင်တော်မူသောမြတ်စွာဘုရားဂေါရမဗဒ္ဒကဘာဘဂဝါဟုနာမတဆူထင်ရှားတော်မူသောမြတ်စွာဘုရားအာရိစ္ဆဗန္တုနေမင်း၏အဆွေလည်းဖြစ်တော်မူသောမြတ်စွာဘုရားအစိန်နေရမကြံစီနိုင်သောဖုံးတော်ကံတော်ဉာဏ်တော်အနန္တနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားအပမေယမနိုင်ရှင်နိုင်သောဖုံးတော်ကံတော်ဉာဏ်တော်အနန္တနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားတတ္ထောလောကသုံးပါးထက်မြတ်တော်မူသောမြတ်စွာဘုရားစတ္ထောလောကသုံးပါးထက်ကြီးမြတ်တော်မူသောမြတ်စွာဘုရားပရမံတတ္တဝါအပေါင်းတို့ထက်ကြီးမြတ်တော်မူသောမြတ်စွာဘုရားအနုတ္တရံတာလွန်သူမရှိတော်မူသောမြတ်စွာဘုရားတိလောကံတကူလောကသုံးပါး၏အဆုံးသို့ရောက်တော်မူသောမြတ်စွာဘုရားအသင်္ချေယမရေတွက်နိုင်သောဖုံးတော်ကံတော်ဉာဏ်တော်အနန္တနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားမဟာကဝိမဟာကဝိပညာရှိတော်မူသောမြတ်စွာဘုရားအပရိပုဂ္ဂလောလောကတခွင်နှိုင်းတုမမြင်သောမြတ်စွာဘုရားမုနိန္ဒာတိပဝရငါးတန်သောမုနီတို့ထက်မြတ်တော်မူသောမြတ်စွာဘုရားအနတကူအဆုံးမရှိသောနိဗ္ဗာန်သို့ကြွမြန်းတော်မူသောမြတ်စွာဘုရားနရိန္ဒလူအပေါင်းတို့ကိုအစိုးရတော်မူသောမြတ်စွာဘုရားဒေဝိန္ဒနတ်အပေါင်းတို့ကိုအစိုးရတော်မူသောမြတ်စွာဘုရားယဟိန္ဒဇမအပေါင်းတို့ကိုအစိုးရတော်မူသောမြတ်စွာဘုရားတိဘဝပါရဂုကာမရူပအရူပဘဝတို့၏တစ်ဖက်ကန်းသို့တလန်းရောက်တော်မူသောမြတ်စွာဘုရားလောကဥ္ရှောင်သုံးလောကထွဋ္ဌာအမျက်ဆုံးဖြစ်တော်မူသောမြတ်စွာဘုရားသစ္စာဝါဒီမှန်သောအယူရှိတော်မူသောမြတ်စွာဘုရားမောဟတမန်မောဟအမိုက်တိုက်ကိုပယ်ရှင်းတော်မူသောမြတ်စွာဘုရားညာနာလောကံဉာဏ်လင်းထွန်းပြောင်သောမြတ်စွာဘုရားမဟာဝီယောဝရိယကြီးမားတော်မူသောမြတ်စွာဘုရားမဟာဓမ္မံကြီးမြတ်သောအဘိညာဉ်နှင့်အရဟတဘုဒ္ဓဟူသောဓမ္မဖုံးတော်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားတိလောကဝေစကောလောကသုံးပါးအားကိုးရာဆေးစရာတပွဲဖြစ်တော်မူသောမြတ်စွာဘုရားတတ္တဝါတော်တတ္တဝါအနန္တ၏ယင်မူလည်းဖြစ်တော်မူသောမြတ်စွာဘုရားသဗ္ဗဂုဏကယောခတ်သိမ်းကုန်သောတရားဖြစ်တော်မူသောမြတ်စွာဘုရားပုရိသာဇညမြတ်သောယောက်ျားအာဇာနည်ဖြစ်တော်မူသောမြတ်စွာဘုရားမုဏိပုဂ္ဂဝောယဟန်တကာတို့၏အရှင်ဖြစ်တော်မူသောမြတ်စွာဘုရားစိတ္တရဝါစတောစမ်းချေသောတရားစကားဟောကြားတော်မူသောမြတ်စွာဘုရားဘူရိပညောမြေထုတမခိုင်ခန့်ကြီးမားတော်မူသောမြတ်စွာဘုရားတိရိမဟေဖုံးချက်တရေကြီးမားတော်မူသောမြတ်စွာဘုရားတကြမုနိတာဂီဝေမင်းတို့၏ထုခေါင်ဥဆောင်နိုင်တော်မူသောမြတ်စွာဘုရားသူတမဟိတောကောင်းစွာတည်ကြည်သောနှလုံးသားရှိတော်မူသောမြတ်စွာဘုရားခယယာကကိလေသာကုန်ရာနိဗ္ဗာန်သို့ကြွမြန်းတော်မူသောမြတ်စွာဘုရားဂမ္မီယပညောနက်နဲခက်ခဲသောပညာရှိတော်မူသောမြတ်စွာဘုရားဝရညုမြတ်သောတရားတော်များကိုထိုးထွင်းသိမြင်တော်မူသောမြတ်စွာဘုရားတတ္ထိတာဝရလက္ခဏော
32ပါးသောယောက်ျားမြတ်လက္ခဏာနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဝိတမိတ်တော်ငိုက်မြည်ခြင်းကင်းတော်မူသောမြတ်စွာဘုရားနိယာနိတံတန်တရားဝတ်တွင်မှလွတ်ကင်းအောင်ထုတ်ဆောင်နိုင်သောမြတ်စွာဘုရားသူဒေတိတံကောင်းသောတရားကိုဟောကြားတော်မူသောမြတ်စွာဘုရားသက်ကြဗုဒ္ဓတာဂီဝင်ွယ်ပွားမြတ်သောမင်းသားဖြစ်တော်မူသောမြတ်စွာဘုရားဝိတတာရတာယွန့်ကြောက်ခြင်းကင်းတော်မူသောမြတ်စွာဘုရားအာတမတဟပစ္စေကဗုဒ္ဓတို့နှင့်မတူဖျားခြင်းသာတူတော်မူသောမြတ်စွာဘုရားမဟိတိကကြီးမားသောတကိုးတော်ရှိတော်မူသောမြတ်စွာဘုရားဝေတာရိဇဉာဏ်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားပယာယနာတတ္တဝါတို့မိခိုလဲလျောင်းရာဖြစ်တော်မူသောမြတ်စွာဘုရားအနန္တဉာဏ်တော်အပိုင်းခြားမရှိသောဉာဏ်တော်ရှိတော်မူသောမြတ်စွာဘုရားယီနာဒရှင်သိမင်းကဲ့သို့အတန်ဩဇာရှိတော်မူသောမြတ်စွာဘုရားအပရိဝတ္တိနှိုင်းရှင်အပ်သောပုဂ္ဂိုလ်မရှိသောမြတ်စွာဘုရားပုရတတ္တမေယောက်ျားတကာတို့ထက်မြတ်တော်မူသောမြတ်စွာဘုရားမဟာယတံအချမ်းရံပေါ်များခြင်းကုန်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားမတပလောကြီးမားသောခွန်အားနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားမဟာကာမံစိတ်ရှိသမျှလိုသောဆန္ဒနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားမဟာဒီပါမိခိုအားထားရာကျွန်းကြီးတစ်ပွဲဖြစ်တော်မူသောမြတ်စွာဘုရားအနန္တဘောဓိအဆုံးပိုင်းခြားမရှိသောတရားဉာဏ်တော်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားမြတ်စွာဘုရားရှင်၏ဂုဏ်တော်တရား၈ပါးကိုနာယူပူဇော်ရသောကုသိုလ်ကောင်းမှုကြောင့်ဓမ္မမိတ်ဆွေများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနှင့်ပြည့်စုံကြပါစေရှင်